တွေ့တော့ဆွေချင်းဆုံးလေးငြိမ်းချမ်းမှုတွေနဲ့အိမ်တော်နန်းထဲမြတ်စာရဲ့ချွေသိပ်ဖြစ်မဲ့ထောင်ရတွေတော့ကကြီးတွေကိုလွတ်လောက်သွားမဲ့တို့ဒီချိန်မှာရှောင်းလန်းဖို့ကိုချစ်ရတာလူမျိုးရင်နာရီတွေလို့ရဲ့ဟိုတင်နောက်ချလို့နေမယ်အဆုံးတော့တွေ့နိုင်မယ်ဒီရဲ့လမ်းမကြီးဟာဘူလောင်နေမရဲ့မိအိုင်ချိန်မလို့ကင်းများများပြောင်းလဲဖို့စင်ချင်ဆုံးဖြတ်လိုက်ပါဒီရဲ့လမ်းကျင်းတော်လေဆုံးတဲ့ပူထောင်ရတဲ့ပြောဆွေချင်းဆုံးရင်ငြိမ်းချမ်းမှုတွေနဲ့အိမ်တော်နန်းတဲ့မြတ်စာရဲ့ချွေသိပ်ဖြစ်မဲ့ထောင်ရတဲ့တော့ကကြီးတွေကိုလူရောက်သွားမဲ့တို့ဒီချိန်မှာရှောင်းလန်းဖို့ချိန်တွေလာလို့မျိုးရင်နာရီတွေလို့ရင်ဟိုတင်နောက်ချလို့နေမယ်အဆုံးတော့တွေ့နိုင်မယ်ဒီရဲ့လမ်းမကြီးဟာဘူလောင်တဲ့မရဲ့မိအောင်ချိန်မလို့ကင်းများများပြောင်းလဲဖို့စင်ချင်ဆုံးဖြတ်လိုက်ပါဒီရဲ့လမ်းကျင်းတော်လေဆုံးတော့ပူထောင်ရတဲ့ပြောဆွေချင်းဆုံးလေးငြိမ်းချမ်းမှုတွေနဲ့အိမ်တော်နန်းတဲ့မြတ်စာရဲ့ချွေသိပ်ဖြစ်မဲ့ထောင်ရတွေတော့ကကြီးတွေကိုလုံရောက်သွားမဲ့တို့တွေချိန်မှာဒီရဲ့လမ်းကကျင်းတော်လေဆုံးတော့ပူထောင်ရတဲ့ပြောဆွေချင်းဆုံးလေးငြိမ်းချမ်းမှုတွေနဲ့အိမ်တော်နန်းတဲ့မြတ်စာရဲ့ချွေသိပ်ဖြစ်မဲ့ထောင်ရတွေတော့ကကြီးတွေကိုလုံရောက်သွားမဲ့တို့ဒီချိန်မှာဒုက္ခလမ်းတွေကိုကြော်ဖြတ်ပါမယ်တို့ဒီချိန်မှာတော့ကကြီးတွေကိုလုံရောက်